2016 World Cup မှာတော့32သင်းအဆင့်ကို10သင်းအပိုတက်ခွင့်ရှိတဲ့စီမင်းတစ်ခုပါတယ်ဆိုတော့ဒီမှာကတအုပ်စု3သင်းထိတောင်တက်နိုင်တဲ့အနေထားပေါ့ဒီမှာစီတူတွေမကတော့သူ့ညီဖြစ်နေတယ်ဘာမှမဖြစ်ဘူးဗျာကြည်ဝင်တက်လို့ရနေသေးတယ်ဒါကျွန်တော်အရင်ကြည့်ခဲ့ဘူးလေကျွန်တော်သိခဲ့ဘူးလေအရင် World Cup တွေနဲ့လုံးဝမတူတော့အရင် World Cup တွေမှာကအုပ်စုပထမနဲ့ဒုတိယပဲတက်ခွင့်ရှိပေမဲ့2016 World Cup မှာတော့48သင်းထိတိုးမြင့်ပြီးတော့ပါဝင်လာတာကြောင့်မလို့စီမင်းအသစ်တွေကိုလုံးဝထည့်သွင်းထားတယ်ဒါ group 12ခုကနေပြီးတော့ပထမနဲ့ဒုတိယရတဲ့အသင်းကတက်24သင်းတက်မယ်ဒါနဲ့မကသေးဘူးတတိယအကောင်းဆုံးရတဲ့အသင်း10သင်းကိုပါ round of 32တွေကိုတက်ခွင့်ပေးထားတယ်တတိယအကောင်းဆုံး10သင်းကိုတော့တက်ခွင့်ပေးတာဟုတ်ပြီဗျာကျွန်တော်အဲ့ဒီအကောင်းဆုံး10သင်းကိုရောဘယ်လိုရွေးမလဲသူတို့ရွေးချယ်မှာကပထမဆုံးကတော့ရမှတ်ကိုကြည့်မယ်အမှတ်2နေတော့ goal difference ကိုကြည့်မယ်ဆိုလိုတာကရဂိုးနဲ့ပေကိုဂိုးကွာဟာချက်ကိုကြည့်မယ်ပေါ့ဂိုးကွာဟာချက်ပါတူနေရင်တော့ရဂိုးအများဆုံးသွင်းထားတဲ့အသင်းကိုဦးစားပေးမယ်ဗျာဒီမှာဂိုးကွာဟာချက်တူရင်တော့ရဂိုးအများဆုံးအသင်းကိုဦးစားပေးမယ်အဲ့ဒီအကုန်လုံးတူနေတယ်တော့ fair play record ကိုကြည့်မယ်ဆိုလိုတာက fair play record ဆိုတာကဒီအသင်းက foul မတစ်ချိန်ပေးခံထားရတယ်ဟိုကနီကဘယ်လောက်ပြခံထားရတယ်ပေါ့အများတာမှုရှိတဲ့ဇာတ်ဝင်တန်ရှင်တဲ့အသင်းကိုရွေးချယ်မှာဗျာနောက်ဆုံးအဲ့ဒီအရာတွေအားလုံးလည်းတူနေသေးတယ်ဆိုတော့ FIFA ဘက်ကနေမဲနိုင်ပြီးတော့ bracket အရဆုံးဖြတ်ပေးသွားမှာပေါ့ဆိုတော့2016 World Cup မှာတော့အုပ်စုတတိယရလာတယ်လေလုံးဝမျှော်လင့်ချက်မကုန်သေးဘူးဒီမှာကတရေပွဲတွေနဲ့တောင်မှ2016 World Cup ကို32သင်းစင်ကို AC တက်လို့ရတဲ့အနေထားပဲဗျာဆိုတော့ဒီမှာဂိုးတကိုးရမှတမက်ကလည်းလုံးဝနောက်စဉ်တက်ဖို့ရေးကြီးနေတယ်ဆိုတော့အုပ်စုနောက်ဆုံးပွဲတွေကကျွန်တော်တို့ဒီမှာခင်ဗျားတို့ထွက်သွားပြီလို့ထင်တဲ့အသင်းတွေတောင်မှအုပ်စုနောက်ဆုံးပွဲတွေမှာလုံးဝကြည့်ကောင်းလာနိုင်သေးတယ်ဒီနားလည်းပိုပြီးစိတ်ဝင်စားစရာကောင်းမယ်ဗျာဘာလို့လဲဆိုတော့တတိယအကောင်းဆုံးအသင်း10သင်းနဲ့ကိုပါလာနိုင်သေးလို့အုပ်စု12စုမှာဒါ24သင်းတက်မယ်ပေါ့တတိယအကောင်းဆုံး10သင်းလည်းပါမယ်ဆိုတော့ round of 32မှာတတိယအကောင်းဆုံးအနေနဲ့တက်လာတဲ့အသင်း10သင်းကဘယ်အသင်းတွေနဲ့တွေ့မလဲဘယ်လိုတွေ့ကြမလဲပေါ့ဒီအရာကိုတော့နောက်16 World Cup မစခင်ကတည်းက FIFA ဘက်က bracket တစ်ခုဆွဲထားပြီးသားပေါ့အဲ့ဒီအစဉ်လာအဲ့ဒီ plan အတိုင်းပဲသွားမယ်ဗျာဆိုတော့ဥပမာ group A က part 2တက်တဲ့အသင်းနဲ့ဒါထားပါတော့ group C ကတတိယအကောင်းဆုံးတက်လာမယ့်အသင်းဒါမှမဟုတ် EFG ကတတိယရလာမယ့်အသင်းနဲ့ပထမအသင်းနဲ့တော့တွေ့မှာပေါ့ဆိုတော့ဒါပထမနေရာနေတက်သွားတဲ့အသင်းကြီးအနေနဲ့လည်းပဲအုပ်စုကတတိယအသင်းနဲ့တွေ့မယ်ဆိုတာတော့ဘယ် group ကအသင်းတွေတက်လာလဲဆိုတဲ့ပုံပဲမူတည်ပြီးပြောင်းလဲသွားနိုင်တယ်ဆိုတော့စိတ်ဝင်စားစရာကောင်းသွားတယ်ဒီမှာ round of 32မှာအမှန်ဆို round of 50ကိုတန်းကြည့်ရမှာဖြစ်ပေမဲ့အခုက round of 32ကိုကြည့်ရတာပေါ့နော်ဆိုတော့ကျွန်တော်တတိယအကောင်းဆုံးအသင်းတွေတက်လာတဲ့အချိန်မှာဘယ်အသင်းတွေနဲ့ဘယ်အသင်းတွေတော့တွေ့မလဲဆိုတော့ကျွန်တော်အတိအကျနောက်ဗီဒီယိုမှာပြန်ပြောပြပါမယ်ဒါကတော့ Smart Channel ပါ